ဒီလိတ်ကလေးဟာနှစ်ရက်တိုင်တိုင်ဗိုက်စာနေခဲ့တာပါရုတ်တရက်ဆိုသလိုသူဟာမီးတောက်နေတဲ့မီးသွေးကဲတစ်ခဲကိုသတိပြုမိသွားတယ်အဲ့ဒါကိုစားလို့ရတဲ့အရာတစ်ခုအဖြစ်မှားမှတ်ပြီးသူဟာသူ့ရဲ့ရှာကိုမတော်တဆမီးလောင်မိသွားပါတယ်ဒါပေမဲ့အဲ့ဒါကအရေးမကြီးပါဘူးသူဟာအနီးအနားမှာဆက်တဲ့အာလူးကြော်ထုတ်တစ်ထုပ်ကိုလှမ်းမြင်လိုက်ပြီးအဲ့ဒါကိုလှမ်းယူလိုက်တယ်ဒါပေမဲ့လည်းအနှဲငယ်လောက်ပဲစားရသေးခင်မှာပဲသူဟာအပူရှိန်ကိုခံစားလိုက်ရတယ်။ဆက်လောင်တဲ့တံကိုတက်တာစေဖို့အတွက်သူဟာတဲအချို့ကိုရှာနေလျက်လိုက်ရတယ်။ရုတ်တရက်ကနန်းတကောင်ကသူ့ကိုမြင်သွားခဲ့တယ်။လိတ်ကလေးဟာကြောက်လန့်တကြားနဲ့ချက်ချင်းပဲထွက်ပြေးသွားခဲ့တယ်။သူဟာကနန်းရံကနေလွတ်မြောက်ဖို့အတွက်ကြောက်တုံးတုံးရဲ့နောက်ွယ်မှာပုံအောင်ဖို့စူးစမ်းခဲ့တယ်။ဒါပေမဲ့နောက်တကူမှာပဲကြောက်တုံးတွေအားလုံးဟာတဲလေးကိုနှိမ့်ဝင်သွားခဲ့တယ်။လိတ်ကလေးဘာမှမတုံ့ပြန်နိုင်ခင်မှာပဲဇင်ယုံနှစ်တကောင်ဟာရုတ်တရက်ပေါ်လာပြီးသူ့ကိုနှုတ်သီးနဲ့ကိုက်ချီသွားခဲ့တယ်။နောက်ဆုံးမှာတော့လိတ်ကလေးဟာသူ့ရဲ့ကံကြမ္မာကိုလက်ခံလိုက်ရရှာတယ်။ဒါပေမဲ့ပြန်တန်းနေတဲ့ဇင်ယုံငှက်ဟာရုတ်တရက်နှာချေလိုက်တာကြောင့်ကံကောင်းတဲ့လိတ်ကလေးဟာနောက်တစ်ကြိမ်လွတ်မြောက်သွားပြန်တယ်။သူဟာမြေပြင်ပေါ်ကိုကျဆင်းသွားခဲ့ပြီးနောက်ဆုံးမှာတော့ပင်လယ်ထဲကိုပြန်သွားဖို့ဆုံးဖြတ်လိုက်တယ်။ဒါပေမဲ့အဲ့ဒီအတော်အတွင်းမှာပဲအခြားလိတ်တစ်ကောင်ဟာကမ်းခြေပေါ်ကိုမျောပါလာခဲ့တယ်။အဲ့ဒါကသူ့ရဲ့အဖော်လိတ်ကလေးဖြစ်နေခဲ့ပါတယ်။မာကျောတဲ့ပလတ်စတစ်စတစ်ခုဟာသူ့ရဲ့လယ်ပင်းမှာပတ်မိနေခဲ့တာပါ။လိတ်ကလေးဟာပလတ်စတစ်ကိုချက်ချင်းပဲကိုက်ဖြတ်ပေးခဲ့ပေမဲ့လည်းအချီးနှီးပါပဲ။ဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့အဖော်ဟာအသက်မရှိတော့လို့ပါပဲ။